ဘာသာဗျာရုပ်ရှင်တကားကိုကြည့်ပြီးတော့ကိုကဒီစကားရဲ့ဇက်ကောင်နေလားပေါ့နော်တော်ကီမကောင်းလို့တွေးဘူးလားတော့မသိဒါမှမဟုတ်လေဒီတဲ့ကောင်တွေကဘာဖြစ်လို့အဲ့လောက်တောင်ပေါ့နော်စကားပြောကောင်းနေကြလဲဆိုပြီးတော့တွေးဘူးလောက်မယ်ထင်တယ်ဆိုတော့ကျွန်တော်အဲ့လိုမျိုးအတွေးတွေဝင်အောင်လုပ်ခဲ့ရုပ်ရှင်တစ်ခုတော့ရှိတယ်I mean တစ်ခုဆိုတော့၃ခုပေါ့နော် Before Sunrise Before Sunset နဲ့ Before Midnight ဆိုရဲ The Before Trilogy alright စီနီဘာမှပြန်လဲဆိုပါတယ်ဒီနေ့မှာတော့ Rachel Linklater ရိုက်ကူတဲ့ Before Trilogy ကျွန်တော်ကြိုက်ဆုံး Trilogy ပေါ့နော်ဆိုတော့ဒီထဲမှာလူတစ်ယောက်နဲ့တစ်ယောက်စကားဘယ်လိုပြောကြလဲဆိုတာကိုကျွန်တော်တို့အတူတူလေ့လာကြရအောင်1990အစောပိုင်းနှစ်တွေမှာ Rachel Linklater ဆိုတဲ့ director ပေါက်စာလေးတယောက်ရှိတယ်။သူကဒီရုပ်ရှင်တစ်ခုရိုက်ဖို့အတွက် idea ရခဲ့တယ်။သူတွေးရဲ့ပုံစံပြဒီကံကြမ္မာကြောင့်ဆုံရမယ့်အတွေ့တစ်ခုပေါ့နော်။ဆိုတော့ရုပ်ရှင်ရိုက်တော့မယ်ဆိုတော့ဗျာတည့်ရတိုင်းမင်းသားမင်းသမီးရွေးရတော့မယ်။ Rachel ကသူ့ရဲ့ရုပ်ရှင်အတွက်ပေါ့နော်မင်းသားမင်းသမီးကိုတာမန်ရိုးရိုးတရုပ်ဆောင်နေပဲမဟုတ်ဘူး။သူနဲ့သူဒီကားကိုပေါ့နော်ပိုကောင်းအောင်လုပ်ဖို့အတွက်တိုင်မင်ဘက်2ယောက်ကိုရှာနေတယ်။ဆိုတော့1990လောက်ကဆိုတော့ဗျာ Ethan Hawke ကဒီ Dead Poets Society တို့ Dead တို့လိုရုပ်ရှင်တွေနဲ့ဗျာနှခမ်းနီမာလေးကြောင့်နာမည်ကြီးနေတဲ့တက်သစ်စာမင်းသားတယောက်ဒီလိုပဲ Julie Delpy ဆိုရင်လည်း Three Colors ဆိုရဲဗျာနာမည်ကြီးပြင်ရုပ်ရှင် trilogy မှာဒီ white ဆိုတဲ့ရုပ်ရှင်နဲ့တော်တော်လေးနာမည်ထွက်နေရပါတော့။ဆိုတော့ဒီလူငယ်လေးဖြစ်တယ်ပြီးတော့တော်တော်လက်လက်နဲ့ဒီတရုပ်ဆောင်2ယောက်ကို1995မှာ Rachel ကဒီ Before Sunrise ဆိုတဲ့ရုပ်ရှင်နဲ့ပွဲထုတ်ခဲ့တယ်I'm going to take your picture. ဆိုတော့ပရိသတ်တွေကပေါ့နော်ဒီရုပ်ရှင်တွေကအတွေ့အဘာဆက်ဖြစ်ကြမလဲဆိုတော့အရင်စိတ်ဝင်စားကြရဗျာ Before Sunrise ကိုမကြည့်ရသေးရင်တွားကြည့်လိုက်ပါတော့ဆိုတော့ brother ကိုလည်းလုံးဝစိတ်ဝင်စားသွားလိမ့်မယ်ဗျာဆိုတော့ရုပ်ရှင်ထဲမှာလည်း6နှစ်အပြင်မှာလည်း6နှစ်အကြာ2004ခုနှစ်မှာပေါ့နော် Before Sunset ဆိုတဲ့ sequel ရုပ်ရှင်ထွက်လာတယ်ဆိုတော့ဒီရုပ်ရှင်ကလည်းအရှိရဒီ Before Sunrise လိုမျိုးပဲထအောင်မြင်သွားပြန်တယ်ဆိုတော့ဘာဆက်ဖြစ်မလဲဆိုတော့ brother ကိုပဲစဉ်းစားကြည့်လိုက်တော့ It was kind of like doing the second film. Although no one wanted the second film, we all got asked about, are we going to make a third film? I guess when you make a second, it begs the question. But it was probably the same 6 or 7 years of not having any ideas about it. And then we all start talking and realize Jesse and Celine are at a new place in their lives and have something to say. Yeah, နောက်ထပ်9နှစ်ကြာတော့ပေါ့နော်2013မှာ Before Midnight ဆိုတဲ့ရုပ်ရှင်ထပ်ထွက်လာတယ်ဗျာဒါပေမဲ့ဒီတစ်ခါတော့ဒီ Before Trilogy ကိုလုံးဝအဆုံးသတ်သွားပြီ Gone.ဆိုတော့ဒီရုပ်ရှင်3ခုပါဗျာကျွန်တော်တို့ကြည့်ဘူးသမျှပေါ့နော် romance ရုပ်ရှင်တွေနဲ့လုံးဝမတူတာဗျာ Okay ဘယ်လိုလဲဆိုတော့ဗျာဒီတခြားသောဒီ typical romance ရုပ်ရှင်တွေမှာဆိုရင်ပေါ့နော်ဇလန်းဆိုရဲဒီ plot ကအရင်လာတာဗျာပြီးတော့မှဒီဇက်ကောင်တွေကြား dialogue တွေဘာတွေနဲ့ပေါ့နော်ကျွန်တော်တို့ကဒီ plot ကိုပို့ပြီးတော့သိရတာဗျာရှင်းလာတော့မသိဆိုတော့ဥမာပေးရရင်လာလမ်းမှာပဲကြည့်မီယာကလုံးဝပေါ့နော်တရုတ်ဆောင်ပြဖို့ကြိုးစားနေတဲ့လူတယောက်ဆဘက်စတီယန်ကကြတော့ဒီစားတော့ဆိုင်နေမှာပေါ့နော်ဖီယန်နိုလိုက်တီးနေတယ်သူဒါက plot ပေါ့နော်နောက်ပိုင်းသူတို့နှစ်ယောက်ဆောင်မှာဒီသူတို့ကြားပြောတဲ့ dialogue တွေနဲ့ပေါ့နော်သူတို့နှစ်ယောက်ကတယောက်ပေါ်တယောက်စိတ်ရှိနေပြီလားတို့ပြီးတော့သူတို့ရဲ့ရည်မှန်းချက်ကဘာလဲဆိုတာတွေကိုကျွန်တော်တို့သိရရဗျာ Before Sunrise မှာကျတော့အဲ့လိုမျိုးမဟုတ်ဂျာတစ်ခုပေါ်မှာဒီ Jackson နဲ့ Celine တို့နှစ်ယောက်ကြား dialogue ကနေပြီးအရင်စတာတယ်သူတို့ကဘာတွေလဲဘာညာကျွန်တော်တို့မသိရဘူးဗျာကြိုးပြီးတော့ပြတစ်ခုထူးခြားလဲဗျာသူတို့ပြောတဲ့စကားတွေကကျွန်တော်တို့အပြင်မှာတယောက်နဲ့တယောက်အဲ့လိုမျိုးအချင်းချင်းစကားပြောနေလို့ဆက်မိဆက်ရလေးပဲ How about your grammar she's that တို့ဘာညာပေါ့ဗျာသိရမလားတော့ကြည့်ရတဲ့ကျွန်တော်တို့ဒီ dialogue တွေကအရင်လောက်ထားတယ်လို့မခံစားရတော့ like natural ဖြစ်တယ်ပေါ့ပြောရရင်ဒါကကျွန်တော်ဂျားထဲမှာဖြတ်ပြောရရင် script ပိုင်းမှာအရင်အရေးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်အခုဒီ video ရိုက်နေရတာ script ကိုကြည့်ပြီးပြောနေရပါတော့ကျွန်တော် script ကိုကြည့်ပြီးပြောနေရတော့မှတခါလေးရှာရင်ပေါ့နော်လွဲရတွေပါရှိရဂျားတွေကနေပြော improv လုပ်ကြတာတွေပါရှိရဗျာသူတို့ကလုံးဝ improv လုပ်ထားတာလုံးဝမပါဘူးလို့ကြားတယ်ဘာလို့လဲဆိုတော့သူတို့က rehearsal ကိုခဏလုပ်ခဲ့ရဗျာတကယ်လို့ဒီ rehearsal မှာဗျာသူတို့ဒီမကြိုက်တာတွေရှိရင်ဒါမှမဟုတ်ဒီစကားပြောရတွေကအရင် natural ဆန်မနေဘူးစာရေးရအရင်ဆန်နေရဆိုရင်သူတို့ချက်ချင်းပြင်ခဲ့ရဗျာ The director went to direct and we actors went to rehearse because that's one thing that's really hard with those 3 films is the amount of dialogue and also in a way, you know, like the way it is directed, which is, you know, I think really great, which is like those long takes because it gives that sense of reality and naturalism ကျွန်တော်ထင်တယ်ပေါ့နော်အဲ့လိုမျိုး browser ကိုခဏလုပ်ခဲ့ရတဲ့အကြောင်းပဲဒီဇက်ကောင်2ယောက်ကြာမှာစကားပြောရတွေကပေါ့နော်အခြေဆက်ရှိရပြီးတော့တော်တော်လေးတဘာဆန်တယ်ပြီးတော့ဒီ Ethan နဲ့ Julie တို့ကြားမှာလည်းတကယ်သမီးစားပုံစံမျိုးကြည့်နေရတဲ့အတိုင်းပဲဗျာတော်တော်လေး chemistry မိရအောင်လည်းမြင်ရတယ်အဲ့ဒါက browser ခဏလုပ်ခဲ့ရတဲ့အခြေအကြောင်းပဲပေါ့နော် We really don't like each other. Yeah, we're very... So we really... Maybe it's the allergy. I mean, I would call it allergic. Would you? I mean, I feel allergic to you. Do you? ကျွန်တော်ရုပ်ရှင်တစ်ခုမှာဒီ intensity ဇက်ချိန်ပေါ့နော်အဲ့ဒါနဲ့ time ဆိုတဲ့ဒီကြာချိန်ကို graph တစ်ခုဆွဲကြည့်လို့ရတယ်ကိုကြည့်ရကြာလာတွေပေါ့နော်ဒီဇလန်ကပူပြီးကျန်းလာတာမျိုးပဲတခြားအချက်ရုပ်ရှင်တွေမှာမြင်ရလေးရှိရဗျာဘယ်လိုမျိုးလဲဆိုတော့ဒီလိုမျိုးပေါ့နော် What do you mean the long haul? I mean the long haul, like you're going to stay in this band for a long time. You didn't think it would be successful?
I don't. I thought you wanted me to do this. It just sounds like now you don't want me to do it. I do like jazz now because And of this you. is what I thought you wanted me to do. Fine. Pointing out that you had a dream, that you followed, that you were sticking This is to. the dream. Why do you care so much about being liked? You're an actress. What are you talking about? ဒါပေမဲ့ before trilogy မှာကျတော့ဒီလိုမျိုး I'm not gonna do it. This is bigger than me. This means more than me. You always get like this when you drop him off. You're sad, so you start a fight. You just really fucked that up. You mean you fucked up by moving to Paris to be with me? No. No, I knew that's that was not gonna what I cost too meant. much. Stop. That's not what I knew meant. it. And you were away so often and calling me and asking me how my day went. The way you write in your books, people come up to me and think I make love to some wildcat Henry Miller type. Ha! That is a bunch of stifling bullshit! ဆိုတော့ထူးခြားချက်ကိုမြင်လာတော့မသိဘူးဘယ်ဟာကတကယ်လက်တွေ့ဘဝပေါ့နော်တမီးစားရရန်ဖြစ်တာနဲ့ပို့ပြီးတော့တူတယ်လက်တွေ့ဘဝမှာဗျဘယ်ဟာကမှအဲ့လိုမျိုးတသားလေးဖြစ်မနေဘူးပေါ့နော်ဒါကတော့ရေးသားရှိတဲ့လူဆိုပိုသိပါတယ်ဗျချန်ဖြစ်တယ်ဆိုလည်းဗျခုနကဒီစကားကောင်းနေပြောနေပြီးတော့မှအခုအဲ့လိုမျိုးထပြီးတော့ဖြစ်တာမျိုးပေါ့နော်အခုကြည့်နေတဲ့လူကရေးစားမရှိဘူးဆိုရင်တော့အဲ့ခန်းစားချက်ကိုသိမှာမဟုတ်တထားပါတော့ before trilogy မှာတရုပ်ဆောင်တွေရိုက်ကူးရေးတွေဇာညုံးနေပြီးရင်အရေးကြီးတဲ့အပိုင်းတစ်ခုရှိနေသေးတယ်အဲ့ဒါကအချိန်ပေါ့နော် Richard Linklater ဗျအချိန်တွေပြရတဲ့နေရာမှာတော်တော်လေးဆရာကြားရပြောရမယ်2014တုန်းကထွက်လာတဲ့ဒီ Point Hood တရုပ်ရှင်ဆိုရင်လည်းသူပဲရိုက်ခဲ့တာပေါ့နော်အဲ့ရုပ်ရှင်ကဗျ production ကြီးပဲပေါ့နော်အချိန်12နှစ်ပေးခဲ့ရဆိုတော့တခါလေးကြုံလုံးပြောပြရပါမယ်ဇလန်ဗျဒီ Martian ဆိုတဲ့ဒီ6နှစ်ရွယ်ကလေးတစ်ယောက်ကနေပြီးတော့သူအသက်16နှစ်ရောက်တဲ့နေရာအထိကိုရိုက်ပြတာတရုပ်ဆောင်တွေကလည်းဒီလူတွေပဲတစ်နှစ်တစ်ခါရိုက်ကူးရေးလုပ်တယ်ပေါ့နော်ဒီမှာဟုတ်တယ် Ethan Hawke လည်းပါတယ်ဗျဆိုတော့အဲ့ကောင်လေးလည်းကျွန်တော်ကြည့်ဖို့အတွက်တော်တော်လေး recommend လုပ်ချင်တယ် Okay ဒီ before trilogy မှာလည်းဒီချစ်သူနှစ်ယောက်ကြားမှာပေါ့နော်အဓိကသွားကြတာအချိန်ပဲကိုနှစ်တစ်ခါကျွန်တော်တို့ကသူတို့ရဲ့အခြေအနေတွေမြင်ရတယ်တရုပ်ဆောင်တွေကလည်းအသက်ကြီးလာတယ်ဇလန်ရလည်းပထမဆုံးလူငယ်ဘဝနောက်ပြီးတော့နည်းနည်းလေးအရွယ်ရောက်လာတဲ့အနေထားရယ်နောက်ဆုံးမိဘတွေနေရာရောက်လာတဲ့ဒီဇက်ကောင်တွေကတဖြည်းဖြည်း develop ဖြစ်လာတာနဲ့အတူကျွန်တော်တို့က like ခံစားနေရုံပဲဗျာဟိုတလောကဒီ Criterion Closes မှာ Amy Lou ပြောရတာကိုသဘောကျလို့မှတ်ထားတာပေါ့နော် I always related to the first one the most, and then it was quite a big moment when I realised I now relate to the second one more. And I've grown up, and there'll be a day that the third one will resonate with me more. ဆိုပြောရရင်ဗျာဒီ before trilogy ကရုပ်ရှင်တွေဆိုတာတက်ပို့တယ်ဗျာကြပြဆန်ဆန်ပြောရရင်တော့ဗျာကျွန်တော်တို့ ਨੇ အတူတူအသက်လိုက်ကြီးနေမဲ့အရာတစ်ခုပဲပေါ့နော်ဆိုတော့အခုကြည့်နေတဲ့ brother တွေရော before trilogy ကိုကြည့်ယူလားမကြည့်ရသေးဘူးဆိုရင်အခုချက်ချင်းထပြီးတော့ကြည့်လိုက်ပါနော်ဖုန်းချလိုက်ပြီးရင်သွားကြည့်လိုက်ကြည့်ပြီးဆိုရင်ရောဘယ်တကားက brother တို့ရဲ့အကြိုက်ဆုံးလဲဆိုတော့ဒီ comment တွေမှာရေးပါခဲ့ပြီပေါ့နော်ကျွန်တော်အကြိုက်ဆုံးကတော့ဒီ before sunrise ပဲ it is the best of the trilogies and like very relatable for me ဆိုတော့ comment တွေမှာကိုအကြိုက်ဆုံးတစ်ခုရေးခဲ့ကျွန်တော်လည်း brother တို့ရဲ့ဒီ comment တွေဖတ်ပြီးတော့ဗျာဆွေးနွေးကြတယ်ဆိုရနောက်ထပ်စနေကြမှာပြန်တွေ့မယ် comment ရေးခဲ့လို့မမေ့နဲ့နော်